ရှင်ဒီနေ့ဖတ်ပြမယ်ပုံမြင်လေးကတော့အောက်ချင်းညက်ဖြစ်ပါတယ်ရှင်တခါတုန်းကညီကို2ယောက်ရှိတယ်နှစ်တွေနေတဲ့အတိုက်တွေကိုရှာဖို့တော်ရဲထွက်လာတယ်ကြောက်တုံးကြီးအပေါ်ရှိတစ်ပင်ထိပ်ဖြားပေါ်မှာအောက်ချင်းညက်တစ်တိုက်ကိုတွေးလိုက်တယ်ဒါနဲ့အကိုကြီးကတက်ပြီးနှစ်တိုက်ကိုကြည့်လိုက်တော့ငှက်ဥ3လုံးတွေးလိုက်တယ်သူ့ညီကဥယူလာဖို့ပြောတယ်ဒါနဲ့ဥတစ်လုံးကိုအိတ်ကက်ထဲထည့်ပြီးယူလာတယ်တကိုင်းနဲ့ထိပြီးကွဲသွားတယ်နောက်တစ်လုံးကိုလွယ်အိတ်ထဲထည့်ပြီးယူလာတယ်ဒါပေမဲ့တကိုင်းနဲ့ထိပြီးကွဲသွားပြန်တယ်နောက်ဆုံးတစ်လုံးကိုပါဇက်ထဲထည့်ပြီးယူလာတော့ပါဇက်ထဲမှာကွဲပြီးမျိုးချမိတယ်ချက်ချင်းပဲအောက်ချင်းညက်ဖြစ်သွားတယ်ညီလေးကတော့ငိုရာပေါ့အကိုကသူ့ရိတ်တိုင်းလိုက်ဖို့မာတယ်နောက်ဆုံးရွာပြန်ရောက်တယ်သူ့ညီလေးရဲ့စားဝတ်နေရေးအတွက်အကိုဖြစ်တဲ့အောက်ချင်းညက်ကတုံတင်လန်းပြတယ်နောက်ဆုံးမှာတော့ညီကပစ္စည်းဥစ္စာကျဲဝတဲ့အပြင်တီးနှံတွေလည်းကျဲဝလာတယ်3နှစ်ပြည့်ရဲ့အခါအောင်ပွဲလုပ်ဖို့အတွက်သူ့ညီနဲ့ရွာသားတွေကအောက်ချင်းညက်တောင်ပန်းနဲ့အမီးကိုတောင်းကြတယ်အကိုအောက်ချင်းညက်ကစေတနာထားပြီးသူ့ညီတို့လိုချင်တဲ့လောက်ပေးလိုက်တော့အကိုကြီးဟာမပြန်နိုင်တော့ဘူးညီကသူ့ပွဲလုပ်တဲ့အချိန်တွင်းသာမကအကိုအောက်ချင်းညက်အမီးတောင်ပြန်ဆုံတဲ့အထိပြုစုလိုက်တဲ့အမွေးတောင်တွေပြန်ဆုံလာတော့ညီကိုနှုတ်ဆက်ပြီးပြန်သွားတော့တယ်ဒီအချိန်ကစပြီးအောက်ချင်းညက်ဟာပြန်မလာတော့ပေမဲ့အောက်ချင်းညက်ရဲ့နေပေလန်းပြမှုကြောင့်ချင်းလူမျိုးတွေဟာစိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းတွေကိုလုပ်တက်လာကြတယ်ဒါကြောင့်ချင်းလူမျိုးတွေဟာအောက်ချင်းညက်ကိုအမျက်တနိုးထားတဲ့အပြင်ချဒီလူမျိုးတွေရဲ့အမှတ်အသားတစ်ခုအဖြစ်လဲအသုံးပြုကြတယ်ကျေးဇူးတင်ပါတယ်ရှင်